Smile One ဆိုတဲ့ website ထဲကိုသွားပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအပေါ်ထောက်မှာ enter ဆိုတဲ့ဟာကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ account ဖွင့်ပေးရပါမယ်ဒီမှာ Google နဲ့ဝင်လိုက်ပါ account မရှိတဲ့သူက account ဖွင့်ပေးရပါမယ် Google account login ဝင်ပြီးတော့ကျွန်တော်က account ရှိလို့ login တစ်ခါတည်းတန်းဝင်သွားတာပါကျွန်တော်တို့ဒီမှာအလံနေရာမှာ Brazil အလံကိုရွေးပေးပါကျွန်တော်က Brazil အလံရွေးပြီးတာပါပြီးလို့ရှိရင်ကျွန်တော်တို့ကဒီနားမှာပြီးနေစားတဲ့ဟာလေးနှိပ်လိုက်ပါဒါကကျွန်တော်ရှိမှရှိတဲ့သူများတွေပြောနေတဲ့အပြုံး coin smile coin ဆိုတာဒါလေးကိုပြောတာပါဒီ coin လေးကျွန်တော်မှာ800ကျော်ရှိပါတယ်ဒီ coin တွေကဘယ်ရမလဲဆိုတော့ဒီမှာဒီဆိုတော့ Telegram မှာ smile code 101လို့လိုက်ရှာလိုက်ပါဒီမှာအခြားဝယ်နေတဲ့သူတွေလည်းရှိပါတယ်ဒီမှာ copy ယူပြီးတော့ code တွေကိုဒီမှာ random ဒါချလို့ရှိရင်ကျွန်တော်တို့ထဲကို code တွေဝင်ပါပြီ code တွေဝင်လို့ရှိရင်ကျွန်တော်တို့ mobile legend diamond တွေ badge UC တွေ HOK တုံးငင်တွေ Huawei Mi item တွေအဲ့ဒါတွေအကုန်လုံးဒီမှာဖြည့်လို့ရပါတယ် magic chat ကိုလည်းပါတယ်ငါ Huawei Mi တွေကျွန်တော်တို့က man blue လေးကိုနှိပ်လိုက်ပါပြီးရင်ဒီမှာ mobile legend ဆိုတဲ့ဟာလေးရှိပါတယ်ဒီမှာအပေါ်မှာ game ID ထက်အောက်မှာက server ID ထက်ပြီးရင်ဒီမှာ Devil Diamond တွေလည်းရတယ်ဟိုအောက်ဆုံးဆွဲချ weekly ban လည်းရှိတယ်ဒီမှာဒီ coin လေးကိုရွေးပြီးလို့ရှိရင်ကျွန်တော်ဒီအောက်မှာအပြဒီအစိမ်းအောင်စာတန်းလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ game ကောင်တွေကို1မိနစ်တောင်မကြာပါဘူးတန်းပြီးတော့ဟိုဟာ mobile legend weekly ban တို့ diamond တို့တန်းပြီးရောက်သွားမှာပါအားလုံးကျေးဇူးတင်ပါတယ်